အားလုံးမင်္ဂလာပါဖို့ပဒန်ဆရာကြိုဆိုပါတယ်ပရီးမီးယားလိရဲ့ဖိုင်နယ်ပွဲလို့ပြောလို့ရတဲ့မန်စီးတီးနဲ့အာဆင်နယ်ရဲ့ပွဲမှာဆိုရင်မန်စီးတီးကအိမ်ကွင်းမှာအာဆင်နယ်ကို2-1နဲ့နိုင်ပြီးတော့ပရီးမီးယားလိမှာအရေးပါဆုံးနိုင်ပွဲကိုအိမ်ကွင်းမှာဆိုရင်ပေါ်ဆောင်နိုင်ခဲ့တယ်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ကိုမန်စီးတီးကအိမ်ကွင်းမှာဆိုရင်နိုင်တယ်ဒီပွဲနိုင်ပြီးတော့မန်စီးတီးကပရီးမီးယားလိမှာပိုဆွဲဖို့ပို့ပြီးတော့အခြေအနေကောင်းတစ်ခုပိုင်ဆိုင်သွားပြီလို့ပြောလို့ရတယ်အခုချိန်မှာဆိုရင်မန်စီးတီးကအဆင့်နဲ့မှာဆိုရင်ဆက်ပြီးတော့ရှိသေးတယ်ဆိုတာကမှန်တယ်။ဒါပေမဲ့အမှတ်ကွာမှုကိုကြည့်မယ်ဆိုရင်3မှတ်ပဲကျန်တော့တယ်။မန်စီးတီးကလက်ကျန်ပွဲလဲကစားဖို့ကြံသေးတယ်။ဒါအပြင်ဂိုဒေဖရန်ကလည်းတစ်မှတ်တကိုးပဲကွာတော့တယ်။ဒီနေရာမှာမန်စီးတီးကိုကြည့်မယ်ဆိုရင်အခွင့်အရေးကကိုယ့်ရဲ့လက်ထဲမှာဆိုရင်ပြန်ပြီးတော့ရောက်လာခဲ့ပြီ။မန်စီးတီးကိုကြည့်မယ်ဆိုရင်ဒီဟာဒီမှာပိုဆွဲဖို့ပို့ပြီးတော့အခြေအနေကောင်းတစ်ခုပိုင်ဆိုင်နိုင်ခဲ့ပြီလို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ကပရီးမီးယားလိမှာနှစ်ပွဲဆက်တိုက်လဲရှုံးတယ်။သူတို့ကိုကြည့်မယ်ဆိုရင်ဒီဟာဒီမှာလဲဒုတိယလို့ဆက်ဖြစ်ဖို့အခြေအနေပို့ပြီးတော့များနေတယ်လို့တော့မြင်မိတယ်။တစ်ဖက်ကကျွန်တော်တို့ဒီမန်စီးတီးကအင်ကွင်းမှာဆိုရင်တကယ်ကိုဖိုးတဲ့နိုင်ပွဲတစ်ပွဲယူနိုင်ခဲ့တယ်။ဒီပွဲမှာဆိုရင်မန်စီးတီးရဲ့ကျွန်တော်တို့ဒီ line up ကတော့အပြောင်းလဲမရှိဘူး။တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ရဲ့ line up မှာဆိုရင်ဟာဘတ်ကအထောင်နေရာမှာကစားတယ်။မော်စကွေးရဲ့ wide back ကွင်းလက်မှာဆိုရင် ODGAP ပါတယ်။ဘယ်တောင်မနေရာမှာဆိုရင် AC ကိုအသုံးပြုခဲ့တယ်။အဲ့လောက်ပဲကျွန်တော်တို့ဒီရှိတယ်။ဒီနေရာမှာဆိုရင်မန်စီးတီးကဒီပွဲမှာဆိုရင်ပိုပြီးကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။မန်စီးတီးကိုကြည့်မယ်ဆိုရင်နိုင်ဖို့လဲထိုက်တန်တယ်။ကစားပုံကိုကြည့်မယ်ဆိုရင်ပိုပြီးတော့လဲကောင်းတယ်။တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ဘက်ကအခွင့်တချို့ရတယ်။ဒါပေမဲ့သူတို့ကိုကြည့်မယ်ဆိုရင်ကစားပုံရမန်စီးတီးကိုနိုင်ဖို့လုံလောက်ချင်းတော့မရှိဘူး။ဒါအပြင်သူတို့ကိုကြည့်မယ်ဆိုရင်ရခဲ့တဲ့အပိုင်ခွင့်တွေကိုလည်းဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ကံကြမ္မာသူတို့ကိုယ်တိုင်ဖန်တီးသွားတာပဲ။ဒီပွဲမှာဆိုရင်မန်စီးတီးရဲ့ကျွန်တော်တို့ဒီကစားပုံပို့ပြီးတော့ကောင်းတယ်။ဒီနေရာမှာဆိုရင်ပွဲကိုကြည့်မယ်ဆိုရင်မန်စီးတီးကပို့ပြီးတော့ထိန်းထားနိုင်တယ်။ပထမပိုင်းဒုတိယပိုင်းနှစ်ပိုင်းလုံးမှာမန်စီးတီးကိုကြည့်မယ်ဆိုရင်ပွဲကိုပို့ပြီးတော့ထိန်းချုပ်ထားနိုင်တာတွေ့ရတယ်။အထူးသဖြင့်ကျွန်တော်တို့ဒီ half time မှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ဘက်ကအခွင့်အရေးဘာမှကိုမရခဲ့တာ။အာဆင်နယ်ဘက်ကကျွန်တော်တို့ဒီမန်စီးတီးဘက်ကိုဒနောင်ကမားကနေပြီးတော့ခြေပါကုတ်ပြန်ပြီးတော့တွင်းတယ်။အဲ့လောက်ပဲပြောစရာရှိတာ။သူတို့ကိုကြည့်မယ်ဆိုရင်အာဆင်နယ်ကအများသောအားဖြင့်ကွန်နာကနေပြီးတော့ဂိုးသွင်းဖို့ကြိုးစားတယ်။တောက်လျှောက်အဲ့ဒါပဲမြင်ရတာ။ဒါပေမဲ့သူတို့ရဲ့ကျွန်တော်တို့ဒီကွန်နာတွေကိုကြည့်မယ်ဆိုရင်မန်စီးတီးဘက်ကိုအများကြီးလဲမချင်းချောက်နိုင်ခဲ့ဘူး။အာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့လက်စစ်ကစားပုံကဘလို့မှအဆင်ပြေဘူး။တောင်ပန်တွေကတစ်ဖက်ကကျွန်တော်တို့ဒီမဒူကီပြီးတော့ AC half time မှာဆိုရင်နှစ်ယောက်လုံးကခြေလုံးဝအပေါ်ရဲ့ထီကိုပါတော်တော်လေးညမ်းခဲ့တယ်။တစ်ဖက်ကကျွန်တော်တို့ဒီမန်စီးတီးဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနောက်တန်းကကူဆာနော့ဖ်တို့ဂေဟီတို့နီကိုအိုဝိုင်းလီတို့နူးနက်တို့အကုန်လုံးကိုကြည့်မယ်ဆိုရင်အဆင်ပြေတယ်။ဒီနေရာမှာဆိုရင်အဓိကချီကျူးရမှာကနောက်တန်းမှာတစ်ဖက်ကနီကိုအိုဝိုင်းလီတကယ်ကိုချီကျူးရမှာ။အိုဝိုင်းလီကဗျာဒီပွဲမှာဆိုရင်သူကတိုက်စစ်ပိုင်းကန်ဆယ်ပိုင်းနှစ်ခုလုံးမှာဆိုရင်အကုန်လုံးကောင်းအောင်ကစားသွားတာ။ဒီနေရာမှာဆိုရင်ကန်ဆယ်ပိုင်းမှာဆိုရင်တောက်လျှောက်ဒီဖြတ်ထုတ်မှုတွေလုပ်တယ်ပြီးတော့ကျွန်တော်တို့ဘောလုံးကာဗာလုပ်ပြီးတော့လက်ပြဘောတွေဂိုးလုံးဘောတွေတောက်လျှောက်ယူပေးတယ်နောက်တန်းမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဟိုဟာနီကိုအိုဝိုင်လီတော်တော်လေးကိုမှတာဝန်ကျေတယ်ဒါအပြင်တိုက်စစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင်သူကအတင်းအတွက်ရေးပါတဲ့ဥဆောင်ကိုလည်းအတိုင်းကိုလည်းဖန်တီးပေးခဲ့ပြန်တယ်ဒီနေရာမှာအိုဝိုင်လီကိုကြည့်မယ်ဆိုရင်တိုက်စစ်ပိုင်းကန်ဆယ်ပိုင်းနှစ်ပိုင်းလုံးမှာဆိုရင်လုံးဝတာဝန်ကျေတယ်ကွင်းလဲမှာဆိုရင်တစ်ဖက်ကဘိုင်ဒိုဆေးပါတကယ်ကိုသူ့ကိုနှမျောတယ်ဆေးဘားကိုကြည့်မယ်ဆိုရင်တပွဲလုံးမှာဆိုရင်သူလှက်ပတ်ပြီးတော့ကစားတယ်ဒီနေရာမှာဆိုရင်အသင်းရဲ့ကစားပုံပြီးချောင်းလဲအောင်တောက်လျှောက်သူကလှုပ်ပေးတယ်တော်တော်လေးကျွန်တော်တို့ဒီကောင်းတယ်ပြီးတော့ဂိုးထွီပုံစံကောင်းပြန်ပြီးပြတယ်လုံးဝပြောစရာမရှိဘူးတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်ကစီမံညိုကိုတိတ်ပြီးတော့အားမရအောင်ဒီပွဲမှာဆိုရင်စီမံညုံကတချို့အပိုင်လုံးတွေမှာဆိုရင်ဗျာသူသာဟန်ချက်ပြတ်ခဲ့ဘူးဆိုရင်ဂိုးနံပါတ်ခွင့်ကြီးလည်းရှိတယ်ဒါပေမဲ့စီမံညိုကြည့်မယ်ဆိုရင်သူကဟန်ချက်ပြတ်တယ်ဘောလုံးနည်းနည်းပြတ်တယ်ဒါအပြင်အခွင့်တွေကိုသူကဖြုံးတာလည်းနည်းနည်းရှိတယ်ကျွန်တော်စီမံညိုတိတ်ပြီးတော့ဒီဘက်မှာတိတ်ပြီးတော့အားမရခဲ့ဘူးတစ်ဖက်ကကျွန်တော်ဒိုကူကမော်စကိုရောက်တောက်ရှော့တပွဲလုံးကြောတယ်မော်စကိုရောက်ကိုကြည့်မယ်ဆိုရင်သူကဒိုကူကိုဘလို့မှမနိုင်ဘူးဒိုကူတော်တော်လေးကောင်းတယ်တစ်ဖက်ကကျွန်တော်တို့ဒီဟာလန်ကိုကြည့်မယ်ဆိုရင်သူကလည်းဥဆောင်ကိုအရေးပါကိုလည်းသူလည်းတွင်းနိုင်ခဲ့တယ်ဒီနေရာမှာကျွန်တော်ကစီမံညိုတိတ်ပြီးအားမရဘူးကျန်တဲ့ဘက်ကိုကြည့်မယ်ဆိုရင်စီးတီးကလုံးဝပြောစရာမရှိဘူးဥဆောင်ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဟိုဟာချာကီတွင်းတာဒီ
ဒီနေရာမှာဆိုရင်ချာကီရဲ့ကိုတော်တော်လေးကိုမှကောင်းတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ရဲ့ကောင်းလာပါပြီဆိုရယ်ခံစစ်တွေကိုသူကကြော်ဖြတ်ပြီးတော့အယူလုပ်ပြီးတော့တွင်းသွားတာဒီနေရာမှာဆိုရင်တစ်ဖက်ကကောင်းလာပါပြီဆိုတဲ့ဂါဘရီရဲ့ကောင်းလာပါပြီဆိုတဲ့ဒီကလန်ဝိုက်ကြော်ပြီးတော့ချာကီကဒရဘလင်လုပ်ပြီးတော့တစ်ဖက်ကကောသမိုင်းဖာပို့ဆိုကန်ပြီးတော့ဥဆောင်ကိုတွင်းတာဒီနေရာမှာဆိုရင်ချာကီရဲ့ကိုတော်တော်လေးကိုမှကောင်းတယ်ဒါပေမဲ့ကန်ဆိုးကျွန်တော်မန်စီးတီချက်ချင်းပဲဥဆောင်ကိုပြန်ချစ်ပါကိုပြန်ပြီးပေးရတာကိုကိုကြည့်မယ်ဆိုတော့နောင်ကမှားလုပ်တယ်ဒနောင်မှာရှေ့ကိုကန်နေဖို့သူကလှုပ်တယ်ဒီနေရာမှာဘက်ကဟာဘနဲ့မထိဟာဘနဲ့မလုပ်ခနဲ့သူကထိပြီးတော့ကိုပြန်ပေးရတယ်ဆိုအဲ့လိုမျိုးချပါကိုပြန်ပြီးပေးရတယ်ဒီပွဲမှာမန်စီးတီးကနိုင်ကျဲလို့အဲ့ဒီအမှားကသိပ်ပြီးတော့မတိတာတာတကယ်လို့ဒီပွဲမှာမန်စီးတီးကရှုံးတေးကြခဲ့မယ်ဆိုရင်သူ့ရဲ့အမှားကအများကြီးပြောစရာဖြစ်မှာဒါပေမဲ့မန်စီးတီးကိုကြည့်မယ်ဆိုရင်နိုင်ခဲ့တယ်ဒါအပြင်ဒနောင်မာကိုယ်တိုင်ကဒုတိယမှာဆိုရင်သူ့ရဲ့စွမ်းကလည်းအတိမတ်ပြုတ်စရာစွမ်းတစ်ခုပြန်ပြီးတော့ပြခဲ့တယ်သူ့ကိုကြည့်မယ်ဆိုရင်အမှားလုပ်တယ်ဒါပေမဲ့အဲ့နောက်မှာဆိုရင်သူ့ရဲ့ကစားပုံကြည့်မယ်ဆိုရင်အတိမတ်ပြုတ်စရာစွမ်းတစ်ခုပြန်ပြီးတော့ပြခဲ့တယ်ဒါမျိုးကြီးကျွန်တော်တို့ကမြင်တွေ့ခဲ့ရတယ်ဒုတိယမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီမန်စီးတီးကပွဲကိုဆက်ပြီးတော့စိုးမိုးတယ်ဒီနေရာမှာဆိုရင် half chance နေမန်စီးတီးကရတယ်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ကလည်းမိနစ်60လောက်ထင်တယ်ဆို60လောက်ထင်တယ်အဲ့လောက်မှာဆိုရင်သူတို့ဘက်ကတကယ်ပစ်ချက်နေအာဆင်နယ်ဘက်ကရတာဒီနေရာမှာဆိုရင်ဂေဟီဘောလုံးဆွဲပြေးသွားတယ်ဘောလုံးပြတ်တယ်အာဆင်နယ်ကဘောလုံးပြန်စတယ်အဲ့နေရာမှာဆိုရင်အဲ့ဒါကနေပြီးတော့တစ်ဖက်ကကျွန်တော်တို့ဒီ ODK ဘိုင်ဝမ်ကန်ရတာဒါပေမဲ့ဒနောင်မာကိုကြည့်မယ်ဆိုရင်သူအကောင်းဆုံးကောက်ွယ်နိုင်ခဲ့တယ်ပြန်ထွက်လာတယ်ပြထွက်လာတဲ့ဘောလုံးကိုကျွန်တော်ဟာဘယ်လားမသိဘူးကန်နာကိုတစ်ဖက်ကကျွန်တော်တို့ဒီကူစတာတော့အသိဝင်ပြီးတော့ရှင်းပစ်တယ်ဆိုအဲ့အမျိုးရှိတယ်မန်စီးတီးကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီအာဆင်နယ်ဘက်ကိုအခွင့်အရေးတွေပြန်ပြီးပေးရတယ်ဒီဘက်ကကျွန်တော်တို့ဒီအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ကအဲ့ဒီအရာတွေကိုတကယ်ကျွန်တော်တို့ဒီဘေးချန်ဘိုင်ဝမ်တွေကိုသူတို့ကအသုံးမချနိုင်ခဲ့ဘူးသူတို့ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ကန်ချန်မှာသူတို့ကိုယ်တိုင်ဖန်တီးသွားတယ်အဲ့နောက်မှာဆိုရင်ကျွန်တော်တို့ဒီ easy ရဲ့ကန်ချန်တိုင်မှန်တာဘာညာဒါတွေကျွန်တော်တို့ရှိတယ်ဒုတိယပိုင်းကျွန်တော်တို့ဒီပွဲစမှာဆိုရင်ကျွန်တော်အာတီတာကအပြောင်းလဲလုပ်တယ်ဒီနေရာမှာမဒိုဂီနီယာမှာဆိုရင်မာတင်နီထဲဒါပေမဲ့မာတင်နီကိုကြည့်မယ်ဆိုရင်သူကလည်းတိတ်ပြီးတော့မစွန့်ခဲ့ဘူးမန်စီးတီးကကျွန်တော်ချက်ချင်းပဲတိတ်မဲ့ကြောက်ဘူးရေးပါတဲ့ကျွန်တော်တို့ဒီနိုင်ကိုတွင်းသွားတာဂိုးမှာဆိုရင်ဒရနောင်မှာချီကျူးရမှာဒီနေရာမှာသူ့ကိုကြည့်မယ်ဆိုချက်ချင်းပဲကျွန်တော်တို့ဒီကောင်တာပြန်ပြီးတော့စတယ်အိုဝိုင်လီကကျွန်တော်ကျွန်တော်ဆွဲပြတယ်အိုဝိုင်လီရဲ့လန်တက်ရှောက်မှာဆိုရင်အာဆင်နယ်ဘက်ကတားမဲ့သူဘယ်သူမှမရှိဘူးဒီနေရာမှာဆိုရင်ဒိုကူကိုပေးတယ်ဒိုကူကပြန်ပြီးချိုးပေးတဲ့နေရာမှာဆိုရင်အိုဝိုင်လီကအတွင်းကိုပြန်ပြီးချိုးပေးတဲ့နေရာမှာဆိုရင်ဟာလန်ကလိုက်တင်ပိတ်ပြီးတော့အနိုင်ကိုသွင်းခဲ့တယ်ဂိုးမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီဟာလန်ကိုဂါဘရီလူကတ်တယ်ဒါပေမဲ့ဂါဘရီဟာလန်ကိုဘယ်လိုမှမနိုင်ခဲ့ဘူးဒီနေရာဟာလန်ကအနိုင်ကိုသွင်းသွားတယ်ဟာလန်ကပရီးမီးယားလိမှာဆိုရင်သူကကိုဘောက်ပြောက်တာကကြာပြီဒီဘက်မှာဆိုရင်သူ့ကိုကြည့်မယ်ဆိုရင်အရေးပါတဲ့အချိန်မှာဆိုရင်အရေးပါတဲ့ကိုချိန်သားကိုက်သွင်းပြီးတော့အသင်းကိုသုံးမဲ့အပြည့်သူကယူပေးနိုင်တယ်အဲ့နောက်မှာစီးတီးကိုကြည့်မယ်ဆိုရင်ပြောင်းလဲအချိုလုပ်တယ်ဒီနေရာမှာဆိုရင်ဖိုဒန်ဝင်တယ်ဒိုကူထွက်တယ်ချာကီထွက်တယ်ပြီးတော့စီဘီယိုဝင်တယ်ဒါမျိုးရှိတယ်အဲ့နောက်မှာဆိုရင်အကီဝင်တယ်ဆိုတော့ဒါမျိုးကျွန်တော်တို့ရှိတယ်ပိုဘီကနီမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ဘက်ကဟာဘက်ရအနီးကကောင်တိုက်ချက်ကိုဘဘော်နေနေများတော့ဒါမျိုးရှိတယ်ဒါပေမဲ့ပွဲမှာဆိုရင်စီးတီးကိုကြည့်မယ်ဆိုရင်အနိုင်ကိုထင်ရင်နဲ့အင်ကွန်းမှာဆို2နဲ့နိုင်ပြီးတော့ပရီးမီးယားလိမှာတကယ်ကိုရေးပါတဲ့နိုင်ပွဲယူနိုင်ခဲ့တယ်အခုချိန်မှာစီးတီးကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာဘော်ဆိုပို့ပြီးတော့အခြေအနေကောင်းတစ်ခုပိုင်ဆိုင်သွားတယ်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီယာတီမိုင်းသူတို့ကစီဒွန်တစ်ဖြိုပို့ပြီးတော့အခြေအနေကောင်းသွားပြီလို့ပြောလို့ရတယ်ဆိုတော့အားလုံးပဲလောက်ပဲကောင်းကောင်းလေးဖြစ်ပါစေစီနီယာတွေအတွက်